အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ခေါင်းလျှော်ပြီးသွားရင်သပင်ကျွတ်တက်တာအောင်ဘီးစိမ့်နဲ့ကျွန်တော်ဘယ်လိုဖိမလဲဆိုတာဖိပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့သပင်ညက်ဆိုင်နေမှာဆိုရင်တော့ဘီးကျဲတုံးတယ်ဘီးစိမ့်တုံးတယ်ဒါပေမဲ့ဘီးစိမ့်နဲ့ဖိရဟာဒီသပင်လေးမို့လို့6သွားဆိုရင်ပါဇက်ပို့ပြီးတော့လှပါတယ်ပို့ပြီးတော့တက်ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဘီးစိမ့်နဲ့ဘယ်လိုမျိုးလေးဖိမလဲဆိုတာတော့ဖိပြသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘီးစိမ့်နဲ့ဖိမဲ့ချိန်မှာကျွန်တော်တို့ဧည့်သည်ခေါင်းလျှော်ပြီးသွားရင်ခုံပေါ်မှာထိုင်ပြီးပုတ်ပြီးထိုင်ပြီးဆိုရင်ကျွန်တော်တို့ကအကိုတန်ဒီမတန်ဒီမှာပေါ့နော်ညီမလေးတန်ဒီမှာလေးကျွန်တော်တို့မေးပြီးတဲ့အခါကျတော့သပင်အလဲခွဲမလားဘေးခွဲမလားကျွန်တော်တို့ဟုတ်လားနေရာမှာဖြစ်ပါတယ်ဟုတ်ဒီဧည့်သည်ကအလဲခွဲမဲ့ဆိုရင်ကျွန်တော်တို့ကလည်းမျိုးလေးဖွားလေးဖိပြီးရမှာဖြစ်ပါတယ်ဖိပြီးပြီဆိုရင်ကျွန်တော်တို့ကဒီကိုဒီမျိုးလေးကင်လိုက်လို့ရပါတယ်မျိုးလေးလက်လေးနဲ့ထိပြီးတော့အလဲခွဲမဲ့ဆိုရင်လည်းမျိုးလေးခွဲပြီးလို့ရပါတယ်မျိုးလေးဒါလေးချလိုက်ပါမျိုးလေးဖိလိုက်ပါအဲ့မှာလဲခွဲမယ်ဆိုရင်ကျွန်တော်တို့ကဆိုရင်ကျွန်တော်တို့ကရှေ့ချမ်းတစ်ချမ်းကိုရင်ဖိပြပေးမှာဖြစ်ပါတယ်ခင်ဗျာရှေ့ချမ်းမှာဆိုရင်ဒီမှာဆိုရင်ထိတ်မှာရှိတယ်ဒီနေရာကနေပြီးတော့ကျွန်တော်တို့နားနောက်လေးကိုလက်ကလေးနဲ့ထိပြီးပြီးချွန်လေးနဲ့ဒါလေးထိုးချလိုက်မှာဖြစ်ပါတယ်ထိုးချတဲ့အချိန်မှာလည်းစီယိုဒီမျိုးလေးညီလေးထိုးချပေးရမှာဖြစ်ပါတယ်ခင်ဗျာထိုးတဲ့အချိန်မှာလည်းအဲ့ဒါရဲ့ဥယျာဉ်မှာဒါမျိုးလေးချက်သားလေးပဲထိုးပြမှာဖြစ်ပါတယ်ဥယျာဉ်ကိုကျွန်တော်တို့ကအရင်ထိုးလို့မရပါဘူးเนาะဥယျာဉ်ရန်နာပါတယ်ဆိုတော့ကျွန်တော်တို့မျိုးလေးပဲထိုးပြမှာဖြစ်ပါတယ်ခွဲပြီးသွားပြီဆိုရင်ဖြီးမဲ့ချိန်မှာကျွန်တော်တို့ကဒီမှာဆိုရင်ဒီနဲ့မျိုးလေးတက်တက်လေးခွဲလိုက်ပါခွဲပြီးတော့မျိုးလေးဖြီးလေးချပါဒီနေကြားမဖြီးပါနဲ့ဖြီးလေးပဲဖြီးပါเนาะနောက်တစ်လောက်မှာဆိုရင်ဒါမျိုးလေးခွဲပါမျိုးလေးပါဖြီးလေးဖြီးချပါဖြီးချင်းဒီလိုဖိချလဲဒီနိုင်ကြီးနဲ့ဆက်မဖြီးပါနဲ့ကျွန်တော်တို့အရန်ကြီးနေပါတယ်ခင်ဗျာရန်ကြီးတဲ့အချိန်မှာစမပြီးတော့အဲ့ဒါလေးမျိုးမကောင်းပါဘူးဆိုတော့ကျွန်တော်တို့ဒီလိုဖိတာနဲ့ကြီးပါတယ်ဆိုတော့တွတ်လိုက်မယ်ကျွန်တော်တို့ကဖြားလေးကနေစဖြီးပါခင်ဗျာဖြားတယ်လို့ဖြီးပြီးပါဘောကနေဖိချကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကမီးရောပါခင်ဗျာဒီလိုလေးဆိုရင်ကျွန်တော်တို့ကလေပုတ်တဲ့အချိန်မှာဆိုရင်လည်းထွက်လာမယ်ဒါလေးကတက်ရဲဆင်းဆင်းလေးနဲ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီချို့ဒီနေရာမှာကျွန်တော်တို့ကခေါင်းရှော့ပြီးသွားရင်ဘီစစ်နဲ့မဟုတ်ဘဲနဲ့ဘီကျဲနဲ့ဖြီးရရည်လည်းရှိပါတယ်ဘီကျဲနဲ့ပဲရတာကျတော့တာမန်ရှင်းရောပဲရှင်းသွားပြီးတော့ကျွန်တော်တို့ကဘီစိတ်နဲ့ဖြီးရတော့ဒီကျွန်တော်မကောင်းဘူးဗျာအဲ့တော့ကျွန်တော်ကတော့ဘီစိတ်ကိုပဲအသုံးပြုစေချင်ပါတယ်ခေါင်းရှော့တိုင်းမှာဆိုအိမ်မှာဘီကျဲကြီးနေတာဒါလေးပြီးပါဗျာဘာလို့သပင်ကျွတ်တာတက်တာလဲဆိုတော့ကျွန်တော်တို့ကသပင်ကြီးနေရန်ပြည့်ရဆိုရင်ကျွန်တော်တို့ကသပင်ကြီးကျွတ်မှဖြစ်လို့ကျွန်တော်ကဖြည်းလေးပဲဖြီးပါလို့ကျွန်တော်ပြောပါတယ်တလွာချင်းလေးဖြီးပါလို့ကျွန်တော်ဒီနားလေးပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ကအဲတစ်ဆက်တည်းမှာပဲကျွန်တော်ဒီစီးခွဲမှာပေါ့နော်စီးခွဲမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရှေ့ချမ်းကိုဘောကနေပဲခွဲလိုက်ပါခင်ဗျာခွဲလိုက်ပါနော်ခွဲပြီးတော့ပြီဆိုရင်ဒီဟာလေးကိုကလေးလေးနဲ့ညှစ်ထားလိုက်ပါတက်တက်ရဲ့နော်ဒီမှာဒီပဲကျွန်တော်ကခွဲလိုက်ရအောင်ဖြစ်တယ်ခေါင်းလေးကအများအားဖြီးရမှာဖြစ်ပါတယ်ခေါင်းလေးတက်တက်ရဲ့ကလေးလေးနဲ့ထားမှာဖြစ်ပါတယ်ခင်ဗျာနောက်ချမ်းမှာဆိုရင်ကျွန်တော်တို့ပြောပါမယ်။ဒါဆိုရင်ကျွန်တော်တို့တေးတရားလေးပြန်လက်ဒီမှာကျတော့ကျွန်တော်တို့လက်ထဲဒီနားလေးကနေပြီးနော်။တေးတေးခွဲရမှာဖြစ်ပါတယ်။စီးရီးညာလေးခွဲရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီလိုကျွန်တော်တို့ပါ။နောက်ဆုံးเนี่ยကျွန်တော်တို့ကလေးညှပ်မှာဖြစ်ပါတယ်။ကလေးလေးညှပ်ပြီးပါ။အဲ့ဒါမျိုးလေးပါခင်ဗျာအဲ့မှာကျွန်တော်တို့ကဘာလုပ်လဲဒီမှာဆိုရင်ခေါင်းဖိမယ်ဆိုလဲဒါမျိုးရှေ့ချမ်းရင်ဖိလို့ရတယ်နောက်ချမ်းရင်ဖိလို့လည်းရတယ်ချောင်းသက်ဆွဲမယ်ဆိုလဲကျွန်တော်တို့ကဒီနဲ့ရှင်းထားရမ်းမကြီးတဲ့အခါကျတော့ကျွန်တော်တို့ချောင်းသက်ဆွဲရလည်းလွယ်ကူပါတယ်ကျွန်တော်တို့ဒီမှာချောင်းသက်ဆွဲမယ်ဆိုလဲတက်သွားခြင်းလေးပါပဲဒီကလေးလေးတွေနဲ့ညှပ်မယ်ဒီပါပဲကျောင်းသက်ဆွေးရပါတယ်ပြည့်လို့တို့တော့နေတာဒီနေ့မကြီးရောနော်ဒီလိုတော့ပါခင်ဗျာ
ကဲပါအားလုံးကျေးဇူးတင်ပါတယ်